မင်းသားကြီးပါဝေ PDF ရဲဘော်90ဝန်းကျင်တို့ကို KNU တပ်မဟာလေးလက်အောက်ခံတိုင်ရင်စနက်ကဖမ်းဆီးမှုနှစ်ဖက်ညီနိုင်ဖြည့်ရှင်းဆောင်ရွက်နေဆိုတဲ့တဲ့ရင်ကိုခေတ်သစ်မီဒီယာမှကောက်နှုတ်တင်ပြပါရယ်အမျိုးသားညီညွတ်ရေး NUG လက်အောက်ခံအထူးတိုင်းစစ်ဌာနအမှတ်33နီးပြူဝမှုစောဒါကိုထားဝယ်ခရိုင်အမှတ်2တိုင်ရင်မှုမင်းသားကြီးအပါဝင်ရဲဘော်90ဝန်းကျင်တို့ကို KNU တပ်မဟာလေးလက်အောက်ခံတိုင်ရင်စနက်ကဖမ်းဆီးလိုက်မှုနဲ့ပတ်သက်ပြီးနှစ်ဖက်ညီနိုင်ဖြည့်ရှင်းမှုများလှုပ်ဆောင်နေကြောင်းတော်လန်ရဲတရင်ရေးမြစ်ကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည်ယနေ့မွန်းလွဲပိုင်း KNU တပ်မဟာလေးလက်အောက်ခံတရချောင်းမြို့နယ်အခြေဆိုင် KNU တရင်စနစ်မှဖိုးတော်ကြားထုကဘော်တို့ဦးစီးတော်တရင်က NUG လက်အောက်ခံအထူးတိုင်းစစ်ဌာနနီးဖြူဝ33ဖြူဝမှုစောဒါကိုထားဝယ်ခရိုင်အမှတ်2တရင် T5 တရင်မှုမင်းသားကြီးတနင်္သာရီတိုင်းစစ်ဌာနဒရုံးတရင်ဒူးတရင်မှုဒိုရာပါဝင်ရဲဘော်90ဝန်းကျင်ကိုလက်နက်ဖြုတ်သိမ်း၍ဖမ်းဆီးထိန်းသိမ်းထားကြောင်းမိသည့်အတွက်ကြောင့်ဖမ်းဆီးသည်ကိုအတိအကျမသိရှိရသောနှင့်အောက်ခြေရဲဘော်များကြားပြဿနာတက်ကြရမှနောက်ဆုံးတွင်တရင်မှုကိုများပါပြန်လည်ဖမ်းဆီးခြင်းဖြစ်ကြောင်းလက်ရှိတွင်သက်ဆိုင်ရာထိပ်ပိုင်းတာဝန်ရှိသူများကြားညှိနှိုင်းဆွေးနွေးမှုများလှုပ်ဆောင်နေပြီဖြစ်သဖြင့်အေးဆေးစွာပင်ပြဿနာပြီးစီးနိုင်ပွဲရှိကြောင်းသိရှိရသည်ပြဿနာကတော့ကြီးကြီးမားမားမဟုတ်ဘူးရဲဘော်တွေအချင်းချင်းဖြစ်ကြတာကိုသူ့လူကြီးငါလူကြီးတွေပါလာကြရင်ဖြစ်တာလို့တော့အကြမ်းမြင်သိထားတယ်အခုသိရသလောက်တော့နှစ်ဖက်လူကြီးတွေအားလုံးညှိနှိုင်းဆောင်ရွက်နေပါတယ်လို့တော်လန်ရဲ့သတင်းရင်းမြစ်ကပြောဆိုသည် KNU သတင်းရင်းမြစ်တချို့ကလည်း KNU ၏ထိပ်ပိုင်းတာဝန်ရှိသူတချို့ကိုယ်တိုင်သတင်းများတက်လာသည့်အချိန်မှာရင်းကဲ့သို့ဖမ်းဆီးမှုအခြေအနေများကိုသိရှိကြခြင်းဖြစ်ပြီးနှစ်ဖက်ညီနိုင်ဖြည့်ရှင်းဆောင်ရွက်လျက်ရှိကြောင်းပြောဆိုသည် Spring Revolution Alliance အဖွဲ့ဝင်ခွန်ဖီထူးနဲ့ PVTVE တီးတန့်တွေဆုံမင်းများမှကောက်နှုတ်တင်ပြပါတယ်။ NUG ကုတ်ကဲမှုအောက်မှာရှိတဲ့တက်တွေရော ERO unit အစိုးရတွေကုတ်ကဲတဲ့တက်တွေနဲ့ရောကျွန်တော်တို့ချိတ်ဆက်ပြီးအောက်ကောင်းကောင်းနဲ့တော်လန်ရေးကိုဆက်သွားဖို့ဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့နိုင်ငံရဲ့တော်လန်ရေးအင်အားစုတွေက category 3ခုအောက်မှာစုစည်းပြီးမှတော်လန်ရေးခရီးကိုဖျက်သွားနိုင်ရင်တော့ဘလောက်ရက်ဆက်ရုံမှာဘလောက်ပဲအင်အားကောင်းနေပါစေဒါတွေအားလုံးကိုစူးစီးလိုက်ရင်တော့ပြည်သူတွေရဲ့ထောက်ခံမှုအင်အားပေါင်းစည်းလိုက်ရင်တော့ဒီနေ့လူထုတွေမျှော်လင့်နေတဲ့ Federal Democracy နိုင်ငံကိုတည်ဆောက်နိုင်မှာဖြစ်တဲ့အတွက်ຫນွေဦးတော်လန်ရေးကြော်ရိုးကိုအခြေတည်ပြီးဆက်လျှောက်သွားဖို့ပြင်ဆင်နေတယ်။ဖန်စီခံမန္တလေးတပိတ်ခေါင်းဆောင်အသက်အန္တရာယ်ဆိုရင်ရဟုဆိုတဲ့သတင်းကိုတအီရာဝတီဘာမစ်မှကောက်နှုတ်တင်ပြပါတယ်။အီရာဝတီဒီဇင်ဘာ19ရက်2025စစ်အာဏာသိမ်းမှုဆန်းကျင်ရေးအကြမ်းမဲ့ဖတ်လှုပ်ရှားမှုများ၌ပါဝင်ခဲ့သောရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရာတကာတဥက္ကဋ္ဌကိုထက်မြတ်အောင်သည်စစ်တပ်၏ဖမ်းဆီးခြင်းကိုခံထားရပြီးထိုးချိုက်ရိုက်နှက်ခြင်းများရှိခဲ့သောကြောင့်အသက်အန္တရာယ်စိုးရိမ်နေရသည့်အခြေအနေတွင်ရှိနေသည်ဟုမန္တလေးမြို့အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများမှယနေ့သတင်းထုတ်ပြန်သည်ကိုထက်မြတ်အောင်သည်ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရာတကာတ၏ဥက္ကဋ္ဌအဖြစ်2023ခုနှစ်အထိဆောင်ရွက်ခဲ့သည့်ကျောင်းသားခေါင်းဆောင်တဦးလည်းဖြစ်ကာအာဏာရှင်စနစ်ဆန့်ကျင်ရေးပြည်သူ့အင်အားများချိတ်ဆက်ညှိနှိုင်းရေးကော်မတီမန္တလေး AFCCMEY နှင့်အထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစု GSCB တို့၏အဖွဲ့ဝင်တဦးလည်းဖြစ်သည်စစ်အာဏာရှင်ဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှုများတွင်ဒီဇိုင်းမတ်ပါဝင်ခဲ့သောလူထုတပိတ်ခေါင်းဆောင်ဖြစ်သူကိုထက်မြတ်အောင်သည်စစ်အာဏာရှင်ဆန့်ကျင်ရေး Federal Democracy နှင့်လူအခွင့်အရေးရရှိရေးဒီမိုကရေစီပညာရေးအတွက်ဦးဆောင်လှုပ်ရှားခဲ့သူဖြစ်သောကြောင့်စစ်ကော်မရှင်အနေနှင့်စုချင်းငွေနှင့်ဖန်ရန်ထုတ်ခံထားရသူလည်းဖြစ်သည်အသက်24နှစ်အရွယ်ကိုထက်မြတ်အောင်သည်စစ်တပ်၏ဖမ်းဆီးခြင်းမခံရမီအချိန်ထိကျမ်းမာရေးကောင်းမွန်ကဖမ်းဆီးစဉ်ထိုးချိတ်ရိုက်နှက်ခြင်းများရှိခဲ့သောကြောင့်ယခုအခါအသက်အန္တရာယ်စိုးရိမ်နေသည့်အခြေအနေတွင်ရှိနေကြောင်းကိုထက်မြတ်အောင်၏ကျမ်းမာရေးနှင့်အသက်အန္တရာယ်ထိခိုက်ယိုယွင်းမှုတစုံတရာထစ်ပေါ်ခဲ့ပါကစစ်ကော်မရှင်အနေနှင့်လုံးဝတာဝန်ယူတာဝန်ခံရမည်